가족, 가정, 집안 이 세 중에 뭐가 달라요? 이 세 중에 뭐가 달라요?ဟုတ်ပါတယ်ဒီသုံးခုစလုံးရဲ့အဓိပ္ပာယ်ကမိသားစုဆိုတဲ့အဓိပ္ပာယ်ပါဒါပေမဲ့တချို့နည်းနည်းလေးလာကြည့်မယ်ဆိုလို့ရှိရင်ဒီသုံးခုစလုံးမှာကွာအဓိပ္ပာယ်တစ်ခုချင်းစီဖြစ်နေတယ်အဲ့တော့ဘာလဲဆိုတော့ပြပြပေးမယ်ပထမဆုံးတစ်ခုကဒီဂါဂျိုရဲ့အဓိပ္ပာယ်ကကျတော့ကျွန်တော်11မယ်ဆိုလို့ရှိရင်မိသားစုဝင်တွေကိုပြောတော့ကကျွန်တော်မိသားစုဝင်တွေဆိုတော့ကျွန်တော်ဘာဖြစ်ပါမလဲအာဘောကြီးအမော်နီနူနာဒုံးဆဲဒီလိုမျိုးဟာတွေတချို့ကပြောတာအဲဆိုရင်ဂါချောင်းကကျတော့ဘာလဲဂါချောင်းကပြောမယ်ဆိုလို့ရှိရင်နည်းနည်းလေးတချို့ကစိတ်ကူးရင်ဆန်လေးလို့ပြောရမှာပေါ့နော်ဒီလိုမိသားစုဘဝမျိုးလေးကိုဖန်တီးချင်တယ်တို့ဒီလိုမိသားစု lifestyle လေးနဲ့နေချင်တယ်တို့ဒါမျိုးကိုပြောတာနောက်တစ်ခုတချို့ကဒီဂျီဘန်ကကျတော့အိမ်လုပ်တွေကိုပြောမှာနော်ဂျီဘန်အီလ်ကြမှာအိမ်လုပ်တွေကိုပြောတာနော်ဒီကောင်ကကျတော့ဘာလဲဆိုတော့ဒီဂျီဘန်ကကျတော့တချို့ကဒီမိသားစုနောက်ခံကိုပြောတာပြောမယ်ဆိုလို့ရှိရင်မိသားစုမျိုးရိုးမိသားစုနောက်ခံပေါ့ငါတို့မိသားစုကဆရာဝန်မျိုးရိုးငါတို့မိသားစုကတတိမျိုးရိုးတို့ငါတို့မိသားစုကမင်းမျိုးမင်းတွေတို့ပေါ့နော်အဲ့ဒါမျိုးတချို့ကပြောတာအဲ့တော့ဥပမာစာကြောင်းကြည့်ကြည့်မယ်နော်အဲ့တော့ပထမဆုံးတစ်ခုဂါဂျိုအတွက်ဆိုလို့ရှိရင်우리 가족은 5명이에요. 우리 가족은 4명이에요. 우리 가족은 3명이에요. 다မျိုးပြောတယ်။ 오케이ဒါဆိုရင်우리 가정은 4명이에요. 다မျိုးပြောမယ်ဆိုလို့ရှိရင်ကျွန်တော်လုံးဝအမှားတယ်နော်။အဲ့ဆိုရင်가정은ဘယ်လိုမျိုးလဲဆိုတဲ့ခါကျတော့좋은 가정을 만들고 싶어요. 다မို့လို့ရှိရင်နောက်တစ်ခုဘယ်လိုပြောရလဲဆိုလို့ရှိရင်결혼한 후에 민글라 상부도လို့ရှိရင်အိမ်နောက်ပြုတ်ဆိုလို့ရှိရင်ပေါ့နော်အဲ့လိုမျိုးပေါ့결혼한 후에 좋은 가정을 만들고 싶어요. 좋은 가정을 만들 거예요.ဒါမျိုးပြောလို့ရတယ်အဲ့တော့ကောင်းတဲ့မိသားစုဘဝလေးကိုဖန်တီးခြင်းနဲ့ပျော်ရွှင်တဲ့မိသားစုဘဝလေးကိုဖန်တီးခြင်းနဲ့ဒါမျိုးပြောတာเนาะနည်းနည်းစိတ်ကွင်းစံနေနောက်တစ်ခုနောက်ဆုံးတစ်ခုဂျီဘန်အတွက်ဆိုလို့ရှိရင်우리는 의사 집안이에요ဒါမျိုးပြောလို့ရတယ်နောက်တစ်ခုကကြတော့이 집안은 똑똑한 집안이에요ဒါဆိုလို့ရှိရင်ဒီ family ပေါ့ကွာပြောမယ်ဆိုဒီမိသားစုကညံကောင်းတဲ့မိသားစုဒါမျိုးပေါ့ဒီမိသားစုကဒီလိုဖြစ်တဲ့မိသားစုဒီမိသားစုကထက်မြက်တဲ့မိသားစုဒီမိသားစုကသဘောကောင်းတဲ့မိသားစုဒီမိသားစုရဲ့အကြောင်းလေးကိုပြောတဲ့ပုံစံလေးเนาะအဲဆိုလို့ရှိရင်ဂါချို့ရဲ့ဂါချောင်းရဲ့ဂျီပန်ရဲ့ဒီ၃ခုဒီမိသားစုဆိုတဲ့ဒီ၃ခုကိုနားလည်ပြီးလို့ထင်ပါတယ်အဲဆိုရင် comment မှာဒီ၃ခုနဲ့ပတ်သက်ပြီးတော့ sentence လေးတိဆောက်ပြီးရေးပြခဲ့ပါအောင်เนาะတတ်တာ